အားလုံးပဲမင်္ဂလာပါဆုံးမ memory vlog မှာကြိုဆိုပါရရှင်ဒီနေ့ sharing လုပ်ပေးသွားမယ့်အကြောင်းအရာကတော့အခုလက်တလုံးမှာအရန်ကြက်ပြီးတော့နားထောင်ပြနေတဲ့တခြင်းလေး18ပုတ်အကြောင်းကို sharing လုပ်ပေးသွားမှာဖြစ်ပါရရှင်ဒီတခြင်းလေး18ပုတ်ကခေဟောင်းမြန်မာတန်စင်တခြင်းလေးတွေပေါ့နော်အခုလက်တလုံးမှာတော့အရန်ကြက်ပြီးတော့ခဏခဏနားထောင်ပြနေတဲ့တခြင်းလေးတွေမို့လို့ sharing လုပ်ပေးသွားမှာဖြစ်ပါရရှင်အဲ့ဒီတခြင်း18ပုတ်ထဲမှာအများဆုံးကတော့ပြည်လာဖေတခြင်းပေါ့နော်ပြည်လာဖေကိုမှတကူတော့ပါမယ်စုံတွဲတခြင်းလေးတွေလည်းပါမယ်ပေါ့နော်ပြည်လာဖေရဲ့တကူတော့တခြင်းလေးတွေကတော့၅ပုတ်ပေါ့နော်အဲ့၅ပုတ်ထဲမှာကတော့ကင်စနာရဲ့ချစ်မိုးဆွေရဲ့ဂုံမြင့်သူရဲ့ပပဝင်းဝင်းရဲ့မိဘနိုင်ရဲ့ပေါ့နော်ဒီ၅ပုတ်ထဲမှာဆိုလို့ရှိရင်တော့အခုလူငယ်လူကြီးတော်တော်များများသိကြမှာကတော့ချစ်မိုးဆွေပေါ့နော်ချစ်မိုးဆွေနာမည်ကိုတော့သိကြလားမသိပါနဲ့ချစ်မိုးဆွေထဲမှာပါတဲ့ chorus အပိုက်လေးကိုတော့အခုခေတ်လူငယ်တွေလည်းသိကြလိမ့်မယ်လို့ထင်ပါတယ်ဆန်းဆိုင်ခန့်လိုက်ရဲ့ရှိုးပွဲတစ်ခုမှာဆိုပြထားသေးတယ်လေမျက်နှိုးသူရဲ့ချစ်မိုးဆွေတဲ့ဆိုတာအဲ့ဒီ chorus အပိုက်လေးပေါ့နော်အဲ့ဒါကချစ်မိုးဆွေပေါ့နော်ကင်စနာကကြတော့အခုနောက်ပိုင်းဇက်ဝင်တေးလေးတွေမှာပါလာတယ်ပေါ့နော်တင်စားလီအိယာခန်းစိတ်ကမှန်းလို့တန်းတားမိတယ်အဲ့ဒီ chorus အပိုက်လေးဆိုရင်ခုနောက်ပိုင်းဆိုတော့တချို့ဇက်ကားတွေမှာပေါ့လေဇက်ဝင်တေးလေးတွေနဲ့ပါလာဖြစ်တယ်ပေါ့နော်ဒီ၅ဘုတ်ကတော့ပေါ့နော်ခုလက်တလုံးမှာတော်တော်လေးအကြိုက်တွေ့ပြီးတော့နားထောင်ပြနေတဲ့သချင်းတွေပေါ့နော်နောက်ထပ်ကတော့ဒီပီလာဖေရဲ့ဇုံတွဲသချင်းလေးတွေပေါ့နော်ဇုံတွဲသချင်းလေးတွေကတော့ခုခေတ်မှာရောပေါ့နော်လူငယ်လူကြီးအကုန်လုံးသိကြလိမ့်မယ်သချင်းလေးတွေပေါ့နော်ခုနောက်ပိုင်းလည်းပြန်ဆိုတဲ့သူတွေကလည်းအရန်များပြီးတော့ခါကြတော့တော်တော်များများလည်းအကြိုက်တွေ့ကြတဲ့သချင်းလေးတွေလို့ပြောရမှာပေါ့နော်ဒီ6ပုတ်ပေါ့နော်6ပုတ်ထဲမှာကတော့အများဆုံးကပီလာဖေနဲ့donation နဲ့စုံတွဲဆိုထားတဲ့သချင်းတွေများတယ်ပေါ့လေအဲ့ဒီစုံတွဲသချင်းလေး6ပုတ်ကတော့ပေါ့နော်ချစ်ဖြူဟာချစ်မာလာຫນွယ်မျိုးစုံရှေးကုသူရှေးရည်စက်နဲ့တက်ဝေဆိုတဲ့သချင်းလေးတွေပေါ့နော်ဒီထဲမှာတော့ຫນွယ်မျိုးစုံတစ်ခုပဲပီလာဖေနဲ့ဒေါ်တင်တင်အေးဆိုထားတယ်ပေါ့နော်ကျန်တဲ့ဥစ္စာတွေကတော့ပီလာဖေနဲ့donation တွဲဆိုထားတဲ့သချင်းတွေပဲပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်တော့ဘောနော်ရှေးကုသိုလ်နဲ့ရှေးရည်ဆက်ကိုတော့လူငယ်လူကြီးမျိုးသိကြမယ်တခြင်းလေးတွေလို့ထင်ပါတယ်အခုနောက်ပိုင်းလည်းအရန်လည်းပြန်ဆိုကြပြီးတော့အရန်လည်းကြိုက်ကြတဲ့တခြင်းလေးတွေပေါ့နော်ရှေးရည်ဆက်ဆိုလို့ရှိရင်ကျမငငယ်လောက်ထဲရပါတော့ကြိုက်တဲ့တခြင်းလေးပေါ့နော်ဒါပေမဲ့ဒီပေါ့နော်ပီလာဖေတို့ပေါ့နော်တန်ပေါင်းနေတော့မဟုတ်ဘောနော်အခုနောက်ပိုင်းပြန်ဆိုကြတဲ့သူတွေရဲ့တန်ပေါင်းတွေကိုကြိုက်ခဲ့တာပေါ့နော်အခုနောက်ပိုင်းကျမှအသက်အရွယ်တစ်ခုရောက်လို့လားမသိဘူးပေါ့နော်ဒီမူရင်းဆိုတဲ့တန်ပေါက်ပေါ့နော်ပီလာဖေတို့ donation တို့ဆိုတဲ့တန်ပေါက်နဲ့ကိုပို့ပြီးတော့အကြိုက်တွေ့လာတယ်အရင်တော့ကကြတော့ခေတ်ပေါ့နော်ဒီနောက်ပိုင်းခေတ်ပေါ်ဆိုကြတဲ့သူတွေရဲ့တန်ပေါက်ကိုကြိုက်တယ်ပေါ့နော်အရင်တော့ဒီပီလာဖေတို့ donation တို့ဆိုတဲ့တန်ပေါက်ကိုနားထောင်ရတာနည်းနည်းပြင်းတယ်လို့ခံစားရတာပေါ့နော်ခုကျတော့လည်းအသက်အရွယ်တစ်ခုရောက်လာလို့လားတော့မသိဘူးပို့ပြီးတော့နားဆွဲလာတယ်ပို့ပြီးတော့ကြိုက်လာတယ်ပေါ့နော်ဒီမူရင်းဥစ္စာကိုပေါ့လေဒီထဲမှာတက်ဝေကတော့အခုနောက်ပိုင်းမှာပို့ကြိုက်ပြီးတော့ပေါ့နော်ပို့နားထောင်ပြတဲ့တခြင်းလေးပေါ့နော်တေချာနားထောင်ကြည့်တော့အနှစ်သာရပို့ပြီးတော့ပြေဝပြီးတော့ကောင်းတဲ့တခြင်းလေးလို့ပြောရမှာပေါ့နော်ခုနောက်ပိုင်းမှာအရန်ကြိုက်ဖြစ်လာတဲ့တခြင်းလေးပေါ့နော်နောက်ထပ်တစ်ပုဒ်ကတော့ရာသီဥတုနဲ့ကိုက်ညီတဲ့တခြင်းလေးလို့ပြောရမှာပေါ့နော်ဒီနေ့မန္တလေးဆောင်းကလေအေးတယ်ဆိုတော့လေအဲ့ဒါကတော့စောင်းမီဆိုတဲ့အန်ဒီမီလာမြိုင်ရဲ့တခြင်းလေးပေါ့နော်အန်ဒီမီလာမြိုင်ကစောင်းမီကမူရင်းဒေသရှင်ပေါ့နော်ဒါပေမဲ့ကျွန်တော်တော်တော်များများနားထောင်ပြကြတဲ့စောင်းမီကကြတော့အန်ဒီခင်ယွန်းကြီးဆိုထားတဲ့တန်ပေါက်ကိုပဲအများဆုံးနားထောင်ပြတယ်ပေါ့နော်ခုနောက်ပိုင်းလဲဆိုတဲ့သူတွေကတော့အများကြီးပါပဲဒါပေမဲ့စောင်းမီကိုကြတော့မူရင်းဒေသရှင်ပေါ့နော်အန်ဒီမီလာမြိုင်ဆိုတာလဲကြိုက်တယ်နောက်ပိုင်းဆိုတဲ့အန်ဒီခင်ညွန့်ကြီးတို့အများကြီးပေါ့လေဆိုကြတဲ့သူတွေရဲ့တန်ပေါက်တွေကိုလည်းအကုန်ကြိုက်တယ်လို့ပြောရမယ်ပြီးတော့ဒီအခြေအနေရာသီဥတုလေးနဲ့လည်းလိုက်ဖက်ပြီးတော့နားထောင်ရတာလဲပိုပြီးအေးတယ်လို့ခံစားရတယ်ပေါ့နော်ပိုပြီးအေးတယ်လို့ခံစားရပြီးတော့အကြိုက်တွေ့နေခဲ့တယ်ပေါ့နော်အခုလက်တလုံးမှာပေါ့လေနောက်ထပ်တစ်ပုဒ်ကကြတော့ရှင်မာလေးချမ်းပေါ့နော်မွင်းသေးတန်ရှင်ကတော့ကိုမင်းအောင်ပေါ့နော်နောက်ပိုင်းလဲအဆိုရှင်တွေတော့ဆိုကြတယ်ပေါ့အများကြီးပဲ
ဒီသချင်းလေးကိုကြတော့ဂျမလေးချမ်းသချင်းကိုကြတော့မူရင်းဆိုရှင်ကိုမင်းနောင်ရဲ့တန်ပေါက်ကိုပဲကြိုက်တယ်သူ့တန်ပေါက်ကိုနားထောင်ရတာပို့ပြီးတော့အနှစ်သာရပြေးရတယ်လို့ခံစားရတယ်ပေါ့နော်အဲ့လိုမျိုးခံစားရလို့သူ့တန်ပေါက်ကိုပဲပို့ပြီးတော့ကြိုက်တယ်တစ်ပုတ်ကတော့တိမ်တမန်ပေါ့နော်မူရင်းသေးတန်ရှင်ကတော့စန္ဒယာလှထုတ်ပေါ့နော်စန္ဒယာဥလှထုတ်ပါနားထောင်ရတာအရန်ကောင်းပြီးတော့နားဆွဲတဲ့သချင်းလေးပါပဲအခုရာသီဥတုနဲ့တော့မလိုက်ဘူးပေါ့နော်သူကမိုးကြမှာနားထောင်ရတာပို့ပြီးတော့အဆင်ပြေမဲ့သချင်းလေးပေါ့နော်အဲ့လိုမျိုးလေးပေါ့ဒီသချင်းလေးကိုလည်းနောက်ပိုင်းဒီဆိုတဲ့သူတွေရှိပေမဲ့သူစန္ဒယာလက်တန်နဲ့ဒီစန္ဒယာဥလှထုတ်ဆိုတာကိုပို့ပြီးတော့နားထောင်ရတာပို့ပြီးတော့ကောင်းတယ်လို့ခံစားရတယ်ပေါ့နော်နောက်ထပ်တစ်ပုဒ်ကတော့ကျမကိုအမှတ်တရရှိစေတဲ့သချင်းလေးပေါ့နော်အဲ့ဒါကတော့စာဆိုစစ်တီပေါ့နော်မူရင်းဆိုရှင်ကတော့စန္ဒယာဥထွန်းညွန့်ဆိုထားတယ်ပေါ့နော်နောက်ပိုင်းဒီဆိုတဲ့သူတွေလည်းရှိတယ်ဒါပေမဲ့ဒီသချင်းလေးကိုကြတော့လေစန္ဒယာဥထွန်းညွန့်ဆိုတာကိုပဲပို့ပြီးတော့ကြိုက်တယ်အဲ့ဒါကိုပဲနားဆွဲပြီးတော့ခါကြတော့ရင်ထဲမှာခံစားရတယ်လို့ဖြစ်မိတယ်ပေါ့နော်ဒီသချင်းလေးကကြတော့ဟိုးငငယ်လေးကနားဆွဲတဲ့သချင်းလေးကြိုက်လဲကြိုက်တယ်ရလည်းမရဘူးပေါ့နော်အမှတ်တရဖြစ်စေတဲ့သချင်းလေးပေါ့နော်ဒီသချင်းလေးကဘာဖြစ်လို့လဲဆိုတော့အဖေအိမ်မှာအမြဲတမ်းဖွင့်ပြီးတော့နားထောင်ပြတဲ့နားထောင်ပြတဲ့သချင်းလေးပေါ့နော်ကိုလည်းအဖေဖွင့်တော့နားထောင်ပြသွားတဲ့သချင်းလေးပေါ့နော်ဒီခုနောက်ပိုင်းဒီသချင်းလေးကိုနားထောင်ရတော့အဖေကိုပါတတိယမိတယ်ပေါ့နော်အဲ့ဒါကြောင့်အမှတ်တရလေးဖြစ်စေတဲ့သချင်းလေးလို့ပြောရမှာပေါ့နော်ရင်ထဲလဲတော်တော်လေးခံစားရတဲ့သချင်းလေးပါနောက်ပြောပြပေးသွားမယ်သချင်းသုံးပုဒ်ကကြတော့ပေါ့နော်မြန်မာတန်စင်နားထောင်ကြတဲ့သူတွေကြားထဲမှာအရန်ခက်စားပြီးတော့အရန်ကြိုက်ကြတဲ့သချင်းလေးတွေလို့ပြောရမှာပေါ့နော်သူတို့မူရင်းအဆိုရှင်တွေရှိပေမဲ့အန်တီမမာကြီးဆိုတော့ပို့ပြီးတော့ကောင်းတယ်ပေါက်တယ်ဆိုပြီးဖြစ်တဲ့သချင်းလေးတွေပေါ့နော်အဲ့ဒါလေးတွေကတော့ရွှေပြည်စိုးတို့လက်ရည်တပြင်းကြီးတို့ရွှေမင်းကန်တို့ပေါ့နော်ဒီသုံးပုဒ်ကိုလည်းအဲ့လိုပဲပေါ့နော်ငငယ်လေးကကြိုက်ခဲ့ရတဲ့သချင်းလေးတွေပေါ့နော်အဖေအမြဲတမ်းကက်ဆက်နဲ့ဖွင့်ပြနေတာဖွင့်ပြနေခဲ့တဲ့သချင်းလေးတွေပေါ့နော်ရွှေပြည်စိုးကတော့မူရင်းတိတန်ရှင်ကလေပါရီမမြရင်ပေါ့နော်သူကအငိမ့်ဆက်သချင်းလို့ပြောရမှာပေါ့နော်အခုနောက်ပိုင်းမှာလေပါရီမမြရင်ပေါ့နော်အန်ဒီလေပါရီမမြရင်တန်ပေါင်းနဲ့နားထောင်တာလဲကောင်းတယ်ကြိုက်တယ်အန်ဒီမမာရေးဆိုတာလဲကြိုက်တယ်လက်ရည်တပြင်းကြီးရဲ့မူရင်းဆိုရှင်ကဦးဖူးအံပေါ့နော်ဒါပေမဲ့အန်ဒီမမာရေးဆိုတာကိုပို့ပြီးတော့ကြိုက်တယ်ပေါ့နော်ပို့ပြီးတော့နားဆွဲတယ်ပို့ပြီးတော့နားထောင်ရတာပိုကောင်းတယ်လို့ခံစားရတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ပြမင်းကန်လည်းအဲ့လိုပဲပေါ့နော်သူ့ရဲ့မူရင်းဆိုရှင်ကဥအန်ကြီးပေါ့နော်ဒါပေမဲ့အန်ဒီမမာအေးဆိုတာကိုပဲပို့ပြီးတော့ကြိုက်ညက်တတ်မိတယ်ပေါ့နော်ပို့ပြီးတော့နားဆွဲတယ်ပို့ပြီးတော့ရင်ထဲမှာခံစားရတယ်ပို့ပြီးကောင်းတယ်လို့စိတ်ထဲရှိတယ်ပေါ့နော်ဒီရွှေမင်းကန်တချင်းလေးကိုကြာခုနောက်ပိုင်းမှာပို့ပြီးအကြိုက်တွေ့ပြီးတော့ပို့ပြီးတော့နားထောင်ဖြစ်တယ်ပေါ့နော်သူကမင်းကန်ဘုတ်ရွာအကြောင်းနဲ့မင်းကန်ဘုတ်ရွာသူတွေအကြောင်းရေးထားတဲ့တခြင်းလေးပေါ့နော်ကျမရွာလည်းရွာရဲ့နာမည်ကလည်းမင်းကန်ဘုတ်ဆိုတော့လေဒါပေမဲ့နန်းတော်ချီဆရာတင်ရေးထားတဲ့မင်းကန်ဘုတ်ကတော့ဘယ်ရွာလဲတော့ကျမလည်းမသိဘူးပေါ့နော်ကျမရွာနာမည်ကလည်းမင်းကန်ဘုတ်ဖြစ်နေတော့ပို့ပြီးတော့အကြိုက်တွေ့ပြီးတော့အခုတော့မှစွဲနေတာလားတော့မသိဘူးပေါ့နော်ဒီမြန်မာတန်စင်ခဲအောင်တခြင်းလေးတွေကပေါ့နော်ဟောင်းမြင်မြကောင်းနေတဲ့တခြင်းလေးလို့ပြောရမှာပေါ့နော်ဒီထဲမှာတော့အများတန်းတစ်လွင်နေတယ်လို့ပဲပြောရမှာပေါ့ခုနောက်ပိုင်းမှာကျတော့အသက်အရွယ်တစ်ခုကြောင့်လားတော့မသိဘူးပို့ပြီးတော့လဲကြိုက်လာတယ်နားထောင်ရတာလဲပို့ပြီးတော့ကောင်းလာတယ်လို့ခံစားရတယ်ပေါ့နော်ပြီးတော့ခုနောက်ပိုင်းကျတော့ပေါ့နော်မူရင်းဆိုတဲ့သေးတန်ရှင်တွေရဲ့အတန်နဲ့ပေါ့နော်အဲ့လိုတန်ပေါက်ကိုပို့ပြီးတော့နှစ်သက်ဆွဲလန်းလာတယ်ပေါ့နော်ပို့ပြီးတော့ရင်ထဲမှာခံစားရပြီးပို့ပြီးနားထောင်လို့ကောင်းတယ်လို့စိတ်ထဲပို့ပြီးတော့ခံစားရတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်လာတယ်ပြီးတော့ဒီသချင်းလေးတွေနားထောင်ပြပြီးတော့နော်အဓိကတော့ပြည်လာဖေရဲ့သချင်းလေးတွေနားထောင်ပြပြီးတော့ပေါ့နော်အရင်ခက်ကလူတွေပေါ့နော်ပို့ပြီးတော့စစ်တက်တယ်လို့ခံစားရတယ်လို့ပဲပေါ့နော်ပို့ပြီးတော့စစ်တက်တယ်လို့ခံစားရတယ်ပေါ့နော်ဒီ18ပုံလုံးကတော့ပေါ့နော်ခေဟောင်းမြန်မာတန်စင်သချင်းလေးတွေဆိုတော့တချို့လူငယ်တွေအတွက်တော့ပြင်းနေမလားတော့မသိဘူးပေါ့နော်အခုဒီ blog လေးကိုကြည့်နေကြတဲ့သူတွေထဲမှာကျမနဲ့အကြိုက်တူတဲ့သူတွေရှိမလားမသိဘူးပေါ့နော်
ကျမတော့အခုလက်တလောမှာဒါလေးဒီသချင်းလေးတွေကိုဆွဆွလန်းလန်းကြိုက်နှစ်သက်ပြီးတော့ပေါ့နော်ခဏခဏနားထောင်ပြနေတယ်ပေါ့နော်သချင်းတွေကတော့နားထောင်ပြတာတော့အများကြီးပေါ့လေဒါပေမဲ့အခုလက်တလောမှာတော့ဒါလေးတွေကိုပို့ပြီးတော့နားထောင်ပြနေတယ်အကြောင်းလေးကို sharing လုပ်ပေးတာပေါ့နော်ဟုတ်ကဲ့ဗီဒီယိုလေးဒီမှာပဲဆုံးသက်ချင်ပါတယ်ရှင် sharing လုပ်ပေးသွားတဲ့အကြောင်းအရာတင်ဆက်တာလေးတွေမှာအမှားရောလိုအပ်ချက်လေးတွေရှိလို့ရှိရင်ကျမရဲ့အမှားဖြစ်တဲ့အတွက်ဒီနေရာကနေပဲတောင်းပန်အပ်ပါတယ်ရှင်ဒီချက်ကိုကောင်းအောင်ကြိုးစားသွားပါမယ်ဟုတ်ကဲ့ဒီနေ့ blog လေးကိုတော့လောင်းနေပဲဆုံးသက်ချင်ပါတယ်ရှင်အဆုံးထိကြည့်ရှုပေးကြတဲ့ရောက်စီတိုင်းအောင်လည်းကျေးဇူးအများကြီးတင်ရှိပါတယ်ဆွေးနွေးကြံကြရင်လေးတွေရှိလို့ရှိရင်လည်း comment မှာဝင်ရေးခဲ့ပါနော်တခြားကောင်းတဲ့သချင်းလေးတွေနဲ့အရန်ကြိုက်တဲ့သချင်းလေးတွေထပ်တူကြတယ်ဆိုလို့ရှိရင်လည်းcomment မှာဝင်ရေးခဲ့လို့ရပါတယ်ရှင်ကျမပြောရှင်တဲ့ဘွားလေးတွေပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နောက် blog တွေမှာပြန်တွေ့ပါမယ်ရှင်တတ်တာပါ